မိဖုရားဖြစ်တဲ့သူဇာတာကိုခေါ်ပြီးတော့သူလည်းပဲလူပြေစင်ရာဇကြိုမြို့အဝင်မှာစင်းရဲသားအဖိုးဖွားလင်မယားနှစ်ယောက်ဆောင်ပြီးတော့သူကလည်းဆောင်းလောက်ရှင်မကတ္တဗာကြီးကြွလာပြီစင်းရဲတဲ့ဒကာဒကမတွေချီးမြှောက်တယ်ဆိုတော့ရှင်မကတ္တဗာကြီးဟာအိမ်လေးကလည်းတေးသေးလေးအဖိုးကြီးနဲ့ဖွားကြီးနှစ်ယောက်တည်းစင်းအောင်စင်းရဲနေရတဲ့အိမ်ရှိမှာပြိတဲ့အဖိုးကြီးကလည်းတကုတ်ကုတ်နဲ့အလုတ်လုံနေရအဲ့ဒီမှာပြိတဲ့ရှင်မကတ္တဗာဆင်းရဲတဲ့ဒကာဒကမချီးမြှောက်မယ်ဒီလိုဒကာဒကမဆင်းရဲလိုက်တာအော်ဟင်းရွက်ပြုတ်ရရပုံရည်ကြီးပဲရခြင်းရဆင်းရဲတဲ့ဒကာဒကမငါချီးမြှောက်မယ်ဆိုတော့သရတရားအပြည့်တနည်းအားဖြင့်ပြောရင်ကရုဏာဓာတ်အပြည့်နဲ့ပေါ့ဗျာအဲ့ဒီအိမ်ရှိမှာဆွံ့ရဆွံ့ရတော့ဘိုးကြီးကဟဲ့အိမ်ရှင်မဘုန်းကြီးတော်ကဆွမ်းခံကြွလာတယ်အိမ်ထဲကဒေါတုဇာတာကလည်းပြိဿကြီးအဲ့ဒီမှာဟန်ဆောင်ကောင်းတယ်အဖွားကြီးရောင်ဆောင်တကုတ်ကုတ်နဲ့ဟိုလုတ်ဒီလို့မကြားခြင်းအောင်ဆောင်အဖိုးကြီးကရှေ့ထွက်သွားတယ်ပြိဿကြီးမနေ့9နိုင်ခွဲ10နိုင်လောက်ဆိုနေထိုးနေကိုပြိဿလက်နဲ့မိုးပြီးတော့မှရှင်မကတ္တဗကိုတခြားကြည့်ဟဲ့ရှင်မကြွလာတာတခြားမဟုတ်ဘူးရှင်မကတ္တဗကြီးမြန်လှုပ်လှူပွဲမရှိဘူးလားရှိတာလေးယူခဲ့စမ်းတော့ဟိုအိုးလန်ဒီအိုးလန်ဂလိုးဂလန်နဲ့လှန်ပြီးတော့မှဒီမဲ့တွေးပြီးဆိုအဖွားကြီးကလည်းထားတကုန်းနဲ့အဲ့ဒီမှာထွက်ပြီးတော့လင်မယားနှစ်ယောက်ပြိဿရှင်မကတ္တဗရဲ့တပိတ်ထဲကိုဆွန်းလောင်းထဲတယ်ခွက်ထဲမှာကင်ထားလိုက်တော့ပြိဿခင်းရွက်ပြုတ်မြို့ခက်ကြမ်းဆင်းရဲသားစားတဲ့ခင်းပေါ့ရှင်မကတ္တဗရဲ့တပိတ်ထဲကိုလည်းလောင်းထဲလိုက်ရောတဲ့ပြိဿရာဇကြိုတစ်မျိုးလုံးကိုမှုေးသွားတာပဲအဲ့ဒီမှာရှင်မကတ္တဗကသဘောပေါက်လိုက်ပြီးဆွန်းလောင်းတာမင်းဘယ်သူလဲလို့မေးလိုက်တော့တပည့်တော်တရားပါဗျာဘာဖြစ်လို့ဆင်းရဲသားတွေရဲ့အခွင့်အရေးကိုမင်းဝင်ယူရတာလဲကွယ်ငါဆင်းရဲသားဒကာဒကမတွေကိုချီးမြှောက်တာတပည့်တော်ကလေတဲ့အရှင်ဘုရားတပည့်တော်လည်းဆင်းရဲပါတယ်ဘုရားဘလို့ဆင်းရဲတာတုံးဆိုတော့သူပြုခဲ့ရတဲ့ကောင်းမှုကပြိဿသာသနာပကောင်းမှုသာသနာပကောင်းမှုနဲ့တရားဖြစ်လာတဲ့ဒီတရားကလည်းသာသနာတွင်မှာကောင်းမှုပြုပြီးတော့လာပြီးတော့မှနတ်တွေရောက်လာကြတဲ့သုလရထမဟာရထအနေကဝဏလို့ခေါ်တဲ့နတ်သား3ယောက်အဲ့ဒီနတ်သား3ယောက်ကသူ့တဲ့စည်းစိမ်ဥစ္စာကိုရောင်ကိုဝါအကုန်သားနေတာအဲ့ဒါကြောင့်တပည့်တော်သာသနာတွင်ကောင်းမှုမပြုဘူးသေးလို့ဘုရားရှင်ဘုရားဏိရောဓသမပမထပြီးတပည့်တော်လာလောင်းမိတာပါတပည့်တော်နတ်တို့ရဲ့ဘယင်တရားဖြစ်ပေမဲ့လို့တပည့်တော်စင်းရဲသားလေးကိုရှင်ဘုရားရဲ့ခွင့်ပြုပါဒီလိုလှည့်ပြားပြီးတော့လောင်းတာကိုခွင့်ပြုပါပေါ့တောင်းပန်နောက်တခါတရားကမေးတယ်ရှင်ဘုရားတပည့်တော်ဒီလိုလောင်းတော်ရောကုသိုလ်ရပါသလားမေးလိုက်တော့ရပါတယ်ကွယ်ကုသိုလ်ကတော့လောင်းလူရင်တော့ရပြီးသားနောင်မင်းဒါမျိုးမလုပ်နဲ့မလဲသားနဲ့ရှင်မကတ္တဗကဖြောင်းပြပြီးပြန်ပြောပြအဲ့ဒီမှာတရားမင်းကပြိဿသူဇာတာနဲ့ရှင်မကတ္တဗကိုလက်ရရစ်9ပတ်ပါပြီးတော့ရှစ်ခိုးကြရှစ်ခိုးပြီးတော့မှကောင်းကင်ပြန်တက်ပြီးတော့ဥဒန်းနေကျุတဲ့အဟောဒါနံပရမဒါနံကတ္တပေသုပ္ပဒိဋ္ဌိတံအဟောဒါနံပရမဒါနံကတ္တပေသုပ္ပဒိဋ္ဌိတံနိရောဓသမပမထတဲ့အရှင်မကတ္တဗကိုဆွန်းလောင်းလူခွင့်ရခြင်းဟာအဟောဒါနံအလွန်အံ့ဩဖွယ်ကောင်းတဲ့ဒါနဗေဒကာပရမဒါနံအလွန်မွန်မြတ်တဲ့ဒါနဗေဒကာသူပြုတဲ့ကောင်းမှုသူ့ဘာသူကြည်ပီတိတွေဖြည့်ပြီးတော့ပြိဿဥရန်ကျုပြီးပျော်သွား